ဟုတ်ဒီမယ်နော်ကျွန်တော်စမ်းပြမယ်အဲဒီကောင်ကဘက်ထရီက12volt ဘက်ထရီဒီထဲမှာထည့်ရမှာနော်ဘက်ထရီဒါဘက်ထရီကန်ပေါ့နော်အဲ့ဒါထည့်ရမယ်ဒီကောင်ကအတင်ချခလုံးနဲ့တင်မယ်ဆိုရင်ဒီအများလေးအပေါ်ပြလာတာလေးကိုနှိပ်ရမှာဒီကောင်တင်မှာဒါဆိုရင်ချမှာပေါ့နော်အဲကျွန်တော်တို့လောလောဆယ် weight ကမရှိလို့လူ3စမ်းပြလိုက်မယ်နော်ပြီးတော့ဒီမှာ 3 line ကဒီကောင်ပို့ထားမှာပေါ့နောက်ချိန်မှာ motor ပြောင်းနေတယ်ဆိုရင် AC motor ပြောင်းရင်4 line ဆွဲရအောင်လို့နော်ကျွန်တော်ဒီမှာဘိန်းလုံးပို့ပေးထားတယ်ဒါ DC motor ဆိုတော့ကျွန်တော်တို့ကဟိုပါပဲ2 line ပဲဆွဲထားတာဒီ2 line ပဲဆွဲထားတာ AC motor ဆိုရင်ကျွန်တော်က4 line ဆွဲလို့ရအောင်လို့ဘိန်းလုံးပို့ပေးထားတာနော်နောက်တစ်ချိန်မှာဒီ motor အဲ့ဒါတက်ခဲ့ရင်ပေါ့နော် AC motor ပြောင်းလို့ရအောင်လို့နော် AC လည်းရရတယ် AC ပြောင်းတဲ့ခါကျရင်တက်ပြီးဘိန်းလုံး line ချင်းစရာမလိုအောင်လေနော်ဆရာတို့တက်ကျွန်တော်တက်ပြီးဆမ်းပြမယ်နော်လူလေးအောင်တင်းဒါဆိုတော့ကျွန်တော်ဆမ်းပြတာနော်ဗောဒီဟွာဗာလဲပစ္စည်းဟွာမရှိလို့ဟာကျင်းစရာပစ္စည်းမရှိလို့တော့ဗဒီကျွန်တော်ဒီလစ်တွေကတော့ဗဒီအိုးနဲ့ဆိုင်နေပေါ့နော်ဗဒီအားကောင်းကနည်းနည်းလေးပုံမြန်မယ်ပေါ့တော့ကျွန်တော်ဗဒီအားတိတ်မကောင်းလို့စကင်းဖြစ်နေတယ်ဒါပေမဲ့ तू ကဒီ fork လေးသဘောတရားကျွန်တော်ဝင်ကိုဖြည်းဖြည်းချင်းယုံပါနော်ပြီးမြန်နေဆိုရင်အန်တရာများတယ်အမြင့်ပေ9ပေတိရအဆောအမြင့်ပေ6ပေပေါ့နော်9ပေမဟုတ်6ပေပေါ့6ပေတိရဟောဒါအဆုံးမဲ့ဒါဆို6ပေရှိမယ်နော်ပြချလိုက်တော့တော်တော်လေးဒါလူ3အောင်နဲ့စမ်းပြတာပေါ့ကျွန်တော်ဝင်းပြင်ဆင်အောင်ရှိလို့